ကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2565ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်တဘိုးရဲလဆန်း9ရက်ခရစ်နှစ်2022ခုနှစ်ဖေဖော်ဝါရီလ9ရက်စနေနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဦးတင်ထွန်းအောင်ဒေါ်တင်တင်ညွတ်မိသားစုဦးအောင်သာဒေါ်တန်းရင်မိသားစုဦးတင်ညွတ်ဒေါ်တင်ငွေမိသားစုဒေါ်ကလေးလိုမိသားစုတို့မှစုပေါင်းဆင်းရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျင်၍ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါယံဘုရားတပည့်တော်ခြေတော်စုံဥခိုက်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဗျာသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်ဘိုရဲလာဆန်း9ရက်2022ခုနှစ်ဖေဖော်ဝါရီလ9ရက်စနေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောတတ္တဝါမရှိယုံနံသာရှိသည်အကြောင်းတရားဒေသနာတော်ဘုရားဘာသာဖြစ်နေတဲ့အခိုက်မြတ်စွာဘုရားရဲ့အစစ်အမှန်ဟောပြောချက်ကိုတတ်နိုင်သမျှသဘောပေါက်အောင်ဆင်ញင်သုံးသပ်ကြရမှာဖြစ်တယ်ယထာဘူတထသနာအမှန်ကန်တိုင်းမြင်ခြင်းဆိုတာတမ္မာဒိဋ္ဌိကိုပဲပြောတာတမ္မာဒိဋ္ဌိဆိုမှန်သောအမြင်ဆိုတာအစစ်မြင်အားဖြင့်ပြောမဆိုရင်ယထာဘူတထသနာအစစ်အမှန်မြင်ခြင်းဆိုအစစ်အမှန်မြင်ခြင်းလို့ဆိုတော့မမှန်မကန်မြင်ခြင်းတွေကလည်းအများကြီးရှိတယ်လို့ပြောအောင်ဆိုပါစို့တရဝအနေနဲ့မြင်လို့ရှိရင်အဲ့ဒီအမြင်ဟာအမြင်မှန်မဟုတ်ဘူးလို့ဆိုလို့တယ်တရဝဆိုတာမရှိဘူးယုံနဲ့နံနှစ်မျိုးသာရှိတယ်တဘာဝတရားတက်တက်သာရှိတယ်တရဝမရှိဘူးလို့မြင်မှဘုရားတရားတော်အရာမှန်ကန်သောအမြင်ဖြစ်တယ်။ဘာကြောင့်မှန်ကန်သောအမြင်လို့ပြောရတာတုံးဆိုတရဝရှိတယ်လို့လက်ခံလိုက်တာနဲ့တပြိုင်နက်တရားဓမ္မကျင့်သုံးမှုအခက်အခဲတွေများစွာကြုံသွားနိုင်တယ်တရားဓမ္မကျင့်သုံးမှုအမြင်အားဖြင့်မဖြစ်နိုင်တော့ခံယူချက်ကလွဲမှားနေတယ်ဘာဖြစ်လို့လဲဆိုမရှိတာကိုရှိလုံနေသည့်အတွက်ကြောင့်ခံယူချက်လွဲမှားနေတယ်လို့ဆိုလို့တကယ်ရှိကဘာလို့ဆိုရင်ယုံနဲ့နံနှစ်ခုပဲရှိတယ်အဲ့ဒီယုံနဲ့နံနှစ်ခုကိုတရဝါလို့သတ်မှတ်ပြီးလူတွေကအရှိလို့ထင်နေတာအဲ့တော့တကယ်ရှိတာကတော့ယုံနဲ့နံနှစ်မျိုးပဲရှိတယ်တရဝါဆိုတာမရှိဘူးဆိုတာခေါင်းထဲမှာဆွဲဆွဲမြဲမြဲဖြစ်အောင်မှတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါမှတ်နိုင်မှဝိပဿနာဉာဏ်အမြင်ဆိုတာဖြစ်လာနိုင်တယ်တမ္မာအပြင်ဝိပဿနာဉာဏ်အမြင်ဆိုတာဖြစ်ဖို့ခဲရင်တရဝါဆိုတဲ့အစွဲလန်းဟာအမှန်မှကြီးမားတယ်စက်ရုပ်ကလေးတရုပ်ကိုကြည့်ပြီးတော့တကယ်တရဝါအစစ်လို့ထင်းနေကြသလိုလှုပ်ရှားသွားလာနေကြတဲ့ရုပ်နဲ့နေရာပေါင်းစပ်ပြီးတော့စက်ရုပ်ပမာလှုပ်ရှားသွားလာနေကြတဲ့တရဝါတွေကိုကြည့်ပြီးတော့တရဝါကိုအရှိလို့ထင်လို့ရှိရင်လွဲမှားသွားလိမ့်မယ်တကယ်ကတော့တတဝါဆိုတာမရှိဘူးယုံနဲ့နှစ်ခုသာရှိတယ်အဲ့ဒီယုံနဲ့နှမျိုးကလွဲပြီးတခြားဘာမှမရှိဘူးဆိုတာကိုသိမှဘုရားရဲ့ဝါဒကိုသိမှဖြစ်တယ်။ဘာကြောင့်လို့ဆိုရင်ဘုရားရဲ့ဝါဒဟာအနတ္တဝါဒသာဖြစ်တယ်။အဲ့တော့အတ္တလို့ဆိုတာတရဝါနဲ့အတ္တပြီးပြောတဲ့စကားများသာဖြစ်တယ်။အတ္တဆိုတာအထင်အမြင်များသာဖြစ်တယ်။အတ္တမဟုတ်ဘူးယုံနဲ့နံပဲရှိတယ်လို့ဒီလိုမြင်မှုလိုအပ်တယ်ပေါ့နော်အဲ့တော့ယုံနံသာရှိတယ်သရဝါမရှိဘူးဆိုတဲ့အမြင်ကိုယထာဘူတထသနာ
ဟုတ်တိုင်းမှန်စွာမြင်ခြင်းလို့ဒီလိုခေါ်တယ်သရဝါလို့လက်ခံလိုက်တာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်ရဲ့အတွေးဟာသရဝါသေဆုံးတာကိုလက်ခံလိုက်လို့ရှိရင်ဥစ္စေတာပဲရောက်သွားပြီသရဝါဆက်လက်ဖြစ်ပေါ်နေတယ်လို့လက်ခံလိုက်လို့ရှိရင်တတ္တတအယူဝါဒပဲရောက်သွားတယ်အဲ့တော့မြဲထာဝရမြဲခြင်းနဲ့ထာဝရပြည့်စုံခြင်းဆိုတဲ့တတ္တတအယူဝါဒဥစ္စေရအယူဝါဒတွေရှောင်လွယ်လို့မရနိုင်ဘူးဖြစ်သွားတယ်ပေါ့နိဗ္ဗာန်ကိုရောက်ဖို့ရလည်းပဲလမ်းကြောင်းမှာအဆုတ်အပိတ်ကြီးတစ်ခုဖြစ်သွားနိုင်တယ်ဒါကြောင့်သရဝါဆိုတာမရှိဘူးယုံနဲ့နှစ်ခုသာရှိတယ်ဆိုတဲ့မြင်နဲ့အမြင်ကသာလဲဘုရားဟောပြောတဲ့ဓမ္မအမြင်ဖြစ်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ရှမကသုတ်တံဆိုတာလေးကိုမှတ်သားနိုင်ယူကြည့်ရအောင်ရှေးဥစွာခံယူထားရမှာကတတ္တဝါဆိုတာမရှိဘူးယုံနဲ့နှစ်ခုသာရှိတယ်ဆိုတာကောင်းတယ်မှာဆွဲထားဖို့လိုတယ်တတ္တဝါအရှိလုပ်ပြီးတော့ပြောမယ်ဆိုရင်လွဲမှားသွားနိုင်တယ်ဒီလိုဆိုလိုတယ်နော်သို့သောစကားအနေနဲ့သာပြောရတာအတိအနေနဲ့ကတော့တတ္တဝါမရှိဘူးဆိုတဲ့အတိကိုစွဲစွဲမြဲမြဲမှတ်ဖို့လိုတယ်ပေါ့အဲ့ဒီအမြင်ကိုစွဲစွဲမြဲမြဲမှတ်ဖို့လိုရှင်သာရိပုတ္တရာမထေရမြတ်တို့ရဟန်းတော်တွေဟာတာဝတိမြို့စေရွန်ကျောင်းမှာသရင်သုံးနေစဉ်ကအယူဝါဒလွဲမှားတဲ့ရှမကဆိုတဲ့ယဟန်တစ်ပါးပေါ်ပေါက်ခဲ့ဘူးတယ်အဲ့ဒီယမကလို့အမည်ရတဲ့ယဟန်ကသူ့ယူဆမှာဗာပြောတော့ဆိုမြတ်စွာဘုရားဟောတဲ့တရားတွေကိုသူနားလဲတော့ပြောရမယ်ဆိုရင်ယဟန်ပုဂ္ဂိုလ်သည်ကိုယ်ကာယပျက်စီးပြီးသိဆုံးသွားတဲ့နောက်မှာပြတ်ဆဲသွားတယ်ပျောက်ကွယ်သွားတယ်တမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်ဟုတ်တယ်လို့ယဟနာသိပြီးရင်မဖြစ်တော့ဘူးလို့ပြောလို့ရှိရင်မှန်သလားမမှန်ဘူးလားနော်စကားအနေနဲ့ကယဟနာပုဂ္ဂိုလ်သည်သိဆုံးသွားတဲ့နောက်ပြတ်ဆဲသွားတယ်နောက်ဘဝမရှိတော့ဘူးပျောက်ကွယ်သွားတယ်အဲ့ဒါလိုပြောတာဟာမှန်သလားမှားသလားဆိုယဟန္တာပုဂ္ဂိုလ်လို့ဆိုတာကိုမရှိတာမရှိသည့်အတွက်ကြောင့်ပြောမယ်ဆိုလို့ရှိရင်ယဟန္တာပုဂ္ဂိုလ်သည်ချုပ်ငြိမ်းသွားသည်လို့ပြောလို့တော့ရတယ်ယဟန္တာပုဂ္ဂိုလ်သည်ပြိဋိဘံဆံသွားသည်လို့ပြောလို့တော့ရတယ်နိဗ္ဗုတောပြိနိဗ္ဗုတောယဟန္တာပုဂ္ဂိုလ်ဆိုတာဘယ်သူကိုပြောတာတော့ယုံနဲ့နာထိုပုဂ္ဂိုလ်ရဲ့တဏ္ဍမှာရှိတဲ့ယုံနဲ့နာသည်ချုပ်ငြိမ်းသွားသည်ယဟန္တာပုဂ္ဂိုလ်လို့ပြောလိုက်ကြတဲ့ကိုယ်ကယုံနဲ့နာနှစ်ခုပဲဆိုတော့မှပုဂ္ဂိုလ်မဟုတ်တရားဝအနေနဲ့ရှိတာမဟုတ်ဘူးယဟန္တာပုဂ္ဂိုလ်ဆိုတာယဟန္တာပုဂ္ဂိုလ်ရဲ့ယုံနဲ့နာသည်သိဆုံးသွားတဲ့နောက်မှာချုပ်ငြိမ်းသွားသည်မိတော့ကလေးသည်ငြိမ်းသွားသည်ဆိုတာမျိုးပဲပြောလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ယဟန္တာပုဂ္ဂိုလ်သည်သေသွားတဲ့အခါမှာဘဝပြတ်ဆဲသွားသည်လို့ပြောလို့ရှိရင်ဥစ္စေရဝါဒဖြစ်သွားတယ်ဥစ္စေရဝါဒမြတ်စွာဘုရားတရားတော်ကအလွန်သိမ်မွေ့တာဖြစ်လို့လက်တလုံးရန်လေးကပ်ပြီးတော့ရှုပ်နေတတ်တယ်အဲ့တော့တည်တည်ချာချာသဘောပေါက်အောင်ကြည့်ရမှာတော့ယုံနဲ့နံအပြင်တခြားအခေါ်တွေကစကားအနေနဲ့သာပြောတာတကယ်ရှိရယုံနဲ့နံနှစ်ခုသာလို့ထီတို့ကောင်းထဲမှာဆွဲမှတ်ထားဖို့လိုတယ်အဲ့တော့ရှင်ယမကယန္တန်ဃာရီချာမှာသူကပြောတယ်မြတ်စွာဘုရားဟောတဲ့တရားကိုသူနားလဲတယ်တဲ့နားလဲတော့ပြောရရင်ယန္တာပုဂ္ဂိုလ်ဟာသိသွားပြီးတဲ့နောက်ဘဝပြတ်ဆဲသွားတယ်လို့အဲ့တော့သူဘာမှားနေသလဲလို့ဆိုတဲ့အခါမှာယန္တာပုဂ္ဂိုလ်ကိုအရှိအနေနဲ့သူပြောနေတာမှားတယ်
တရားဝါမရှိဘူးဆိုတဲ့စကားအရာယဟန္တာပုဂ္ဂိုလ်သည်လို့ပုဂ္ဂိုလ်တရားဝါအနေနဲ့ပြောနေတာမှားနေတယ်ပေါ့နော်မှားနေတယ်အဲ့တော့ယမကယဟန်ကဒီဝါရတွေပြောဆိုနေတဲ့အခါမှာတရားဓမ္မကိုသိကြတဲ့အခြားယဟန်တွေကကြားကြတယ်ယမကဟာလွဲမှားတဲ့အယူဆနဲ့ပြောနေတယ်ရသော်ဗျာဟောတဲ့တရားသူသိသလောက်ပြောရမယ်ဆိုလို့ရှိရင်အာသောကုန်ပြီးတဲ့ယဟန်သည်သေလွန်သွားတဲ့အခါမှာနောက်ဘဝမှာလုံးဝပြတ်ဆဲသွားတယ်လို့သူပြောနေတယ်ဒီစကားဟာအလွန်မှားနေတယ်မှားယွင်းတဲ့အယူဆတစ်ခုဖြစ်နေတယ်ဒါကြောင့်အဲ့ဒီယဟန်တွေဟာရှင်ယမကစီသွားပြီးတော့ဆွေးနွေးကြတယ်ဖြောမြကြတယ်ပြောဆိုကြတယ်ဒါကိုယ့်ရဲ့သတင်းသုံးပေါ်တစ်ပါးဟာအယူဝါဒအဖြစ်လွဲမှားနေတယ်ဆိုလို့ရှိရင်ယဟန်တန်ဃာတွေကဒီလိုမနေကြဘူးသွားရောက်ပြီးတော့ဖြောမြပြီးတော့ပြောဆိုကြတယ်ဒါမဟုတ်ဘူးဆိုတာကိုသွားရောက်ဖြောမြပြောဆိုလို့ရှိကြတယ်ပေါ့အဲ့တော့ယဟန်တွေကသွားပြီးနားချကြတယ်ပေါ့ငါရှင်ယမကကိုရောမဒီလိုလွဲမှားစွာပြောဆိုနေတယ်ဆိုတာဟုတ်သလားဆိုတော့သူကပြောတယ်ဟုတ်ပါတယ်ယဟန္တာပုဂ္ဂိုလ်ဆိုတာသိသွားတဲ့နောက်ဆိုရင်ပြတ်ဆဲသွားပါတယ်ပျောက်ကွယ်သွားပါတယ်လို့သူဟာမြတ်စွာဘုရားဟောသမျှတရားတွေနားပြီးတော့သူဒီလိုပဲနားလဲပါတယ်လို့ပြန်ပြောတော့ကျန်တဲ့ယဟန်တွေကငါရှင်ယမကအဲ့ဒါလို့မပြောပါနဲ့မြတ်စွာဘုရားကိုမဆွဆွဲပါနဲ့မြတ်စွာဘုရားကိုဆွဆွဲတာဟာမကောင်းပါဘူးမြတ်စွာဘုရားကလည်းအာသောကုန်ပြီးသောယဟန်သည်သိဆုံးသွားတဲ့နောက်ပြတ်ဆဲသွားတယ်လို့ဘယ်တော့မှမဟောပါဘူးဒီလိုဟောတာမဟုတ်ပါဘူးဘုရားဟောတာဘယ်လိုဟောတာတော့ပရိနိဗ္ဗုတောချုပ်ငြိမ်းသွားပြီလို့ပဲဟောတယ်ပြတ်ဆဲသွားတယ်ဆိုတဲ့စကားလုံးမသုံးဘူးနော်ချုပ်ငြိမ်းသွားတယ်လို့ပဲဟောတယ်အဲ့တော့သူကဥစိတ်စတိဝိနတတိဆိုတဲ့စကားလုံးတွေကိုသုံးပြီးတော့သူကပြောတယ်သိသွားတယ်နောက်ပြတ်သွားတယ်အဲ့ဒါဟာမမှန်ကန်ပါဘူးဆိုပြီးတော့ယဟန်တွေကရှင်းပြကြတယ်ဘယ်လိုပဲရှင်းပြရှင်ယမကကတော့သူ့အယူဆကိုတပြားလားမှမလျှော့ဘူးညင်းဆိုနေတယ်သူနားလဲတာဒီတိုင်းပဲနားလဲတယ်ယဟန္တာဆိုတာသိသွားရင်နောက်ပြတ်ဆဲသွားပြီယဟန္တာဆိုတဲ့ပုဂ္ဂိုလ်ဟာသိသွားတဲ့နောက်ပြတ်ဆဲတယ်နောက်ထပ်မဖြစ်တော့ဘူးလို့သူဒီလိုပဲသိတယ်လို့အဲ့ဒါလို့လက်မခံမဲ့နဲ့ညင်းပယ်နေတဲ့အခါမှာအဲ့ဒီအချိန်မှာတော့ဒီသာဝတိပြည်မှာမြတ်စွာဘုရားရှိပုံမပေါ်ဘူးရှင်သာရိပုတ္တရာကပဲသာဝတိစေတော်အကြောင်းမှာအကြီးအကဲအနေနဲ့ရှိနေပုံရတယ်အဲ့ဒီယဟန်တွေကရှင်ယမကကိုနားချပြီးတော့သူ့မှားယွင်းနေတဲ့ပြောဆိုချက်တွေယူဆချက်တွေကိုဖြေရှင်းပေးမိမယ်လို့သူကလုံးဝလက်မခံအဲ့လိုလုံးဝလက်မခံတော့အဲ့ဒီယဟန်တော်တွေဟာနေရာအထားပြီးတော့ရှင်သာရိပုတ္တရာစီသွားကြတယ်ရှင်သာရိပုတ္တရာစီသွားပြီးတော့ဒီအကြောင်းကိုသွားရောက်လျှောက်ထားကြတယ်အဲ့လိုလျှောက်ထားပြီးရှင်သာရိပုတ္တရာကိုတောင်းဆိုကြတယ်ယမကဟာဒီလိုယူဝါဒတွေရှိတော့ဒီကိုယ်တော်တပည့်တော်တို့ရှင်းပြလို့နားမလဲဘူးလက်မခံဘူးအရှင်ဘုရားရှင်းပြမှပဲဒီကိုယ်တော်လက်ခံမှလိမ့်မယ်လို့ရှင်ဘုရားကြွရောက်ပြီးတော့ရှင်ယမကရဲ့မိစ္ဆာယူဝါဒကင်းလွတ်သွားအောင်ရှင်းပြပေးတော်မူပါလို့ရှင်သာရိပုတ္တရာကိုဝိုင်းဝန်းတောင်းဆိုကြတဲ့အခါမှာရှင်သာရိပုတ္တရာကလက်ခံလိုက်တယ်ပြီးတော့ယမကယဟန်စီရှင်သာရိပုတ္တရာကိုယ်တိုင်ကြွသွားပြီးမေးတယ်ငါရှင်ယမကအခုလိုဆိုးဝါးလာတဲ့မှားယွင်းတဲ့အမြင်တစ်ခုကိုယူဆတယ်ဆိုတာဟုတ်သလားငါရှင်ဟာဖះဟောတရားတွေငါသိသလောက်ပြောရမယ်ဆိုရင်ယဟန္တာပုဂ္ဂိုလ်တွေကသိတဲ့နောက်ပြတ်ဆဲသွားတယ်
ပျောက်ကွယ်သွားတယ်လို့ငါရှင်ဟာဒီလိုပြောနေတယ်ဆိုတာဟုတ်သလားလို့ဆိုတော့ဟုတ်ပါတယ်တပည့်တော်ဒီတိုင်းပဲနားလဲပါတယ်မြတ်စွာဘုရားရဲ့တရားတော်တွေအကုန်သိလိုက်အာသောကုံနဲ့ယန္နာပုဂ္ဂိုလ်ဟာသိသွားရင်တော့ပြတ်ဆဲသွားတာပဲပျောက်ကွယ်သွားမှာပဲလို့တပည့်တော်ဒီလိုပဲယုံကြည်ပါတယ်လို့ရှင်သာရိပုတ္တရာကိုလည်းအဲ့ဒီလိုပဲလျှောက်တဲ့အခါရှင်သာရိပုတ္တရာကသူ့ကိုမေးခွန်းထုတ်တယ်မေးခွန်းတွေထုတ်ပြီးတော့ရှင်းပြတာပฏิပု္ပ္ပာဝိနိတာလို့ခေါ်တယ်ပฏิပု္ပ္ပာဝိနိတာဆိုတာမေးခွန်းထုတ်ပြီးတော့ရှင်းပြတဲ့အခါပို့ပြီးတော့ရှင်းလင်းနဲ့နားလဲတယ်လွယ်ကူတယ်ပေါ့ပฏิပု္ပ္ပာဝိနိတာမေးခွန်းတွေထုတ်ပြီးတော့သွန်သင်ပြသတဲ့အခါမှာဘယ်လိုမေးခွန်းထုတ်တော့ဆိုကဲငါရှင်ယမကငါမေးတာကိုတော့ဘလို့သဘောရတယ်လဲကိုတော့ထင်းတဲ့အတိုင်းဖြေပါလို့ဆိုပြီးတော့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မေးလိုက်တယ်ရုပ်ဝေဒနာသင်္ချာသင်္ခါရဝိညာဉ်တို့ဆိုတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်တယ်အဲ့တော့လူမှာတရားဆိုတာခန္ဓာ၅ပါးအစုကိုခေါ်တာကိုအဲ့ခန္ဓာ၅ပါးမှလွတ်မှမလွတ်တာသစ်ပင်ဆိုတာလို့ပေါ့သစ်ပင်ဆိုတာအမြင့်ရဲ့ပင်စီရဲ့အကိုင်းခက်တွေရဲ့အရွက်ရဲ့အပွင့်ရဲ့အသီးရဲ့ဒါတွေပေါင်းတာမှသစ်ပင်လို့ခေါ်တာလူဆိုတာလည်းတူတူပဲခေါင်းရဲ့ကိုယ်ရဲ့ခြေရဲ့လက်ရဲ့ဒါတွေပေါင်းတာလို့လူလို့ခေါ်တာကားဆိုတာလည်းကားဘော်ရီရဲ့ဘိန်းတွေရဲ့အင်ဂျင်တွေရဲ့အလုံးပေါင်းတာမှကားလို့ခေါ်တာတခုစီဖြုတ်လိုက်ရင်ကားပျောက်သွားလူမှလည်းပဲတစားစီဖြောက်လိုက်လို့ရှိရင်လူပျောက်သွားသစ်ပင်မှလည်းပဲအမြင့်တခြားပင်စီတခြားအကိုင်းခက်တခြားအရွက်တခြားအပွင့်တခြားအသီးတခြားထားလိုက်လို့ရှိရင်သစ်ပင်ဆိုတာမရှိတော့ပျောက်သွားအဲ့ဒီသဘောကိုမှတ်သားထားအဲ့ဒါကြောင့်လို့တရားဝါလို့ထင်းနေကြတဲ့ပုဂ္ဂိုလ်တရားဝါလို့ရှိတယ်လို့ထင်နေတဲ့အရာသည်ဘာတွေပေါ်မှာဆွဲပြီးထင်နေတာတုံးဆိုရုပ်ဝေဒနာတင်ညာသင်္ခါရဆိုတဲ့သင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီခန္ဓာ၅ပါးအစုဝေးပေါင်းထားမှရုပ်လို့ထင်နေတာ။အိုးတရားဝါလို့ထင်တာ။အဲဒါကြောင့်မို့တခုစီမေးခွန်းထုတ်တယ်ရှင်သာရိပုတ္တရာကငါရှင်ယမကယုတ်ကနာနေဆာလားအာနေဆာလားဆိုအရှင်ဗျာယုတ်ကအနိစ္စပါအမှန်ကိုသူဖြေလိုက်တယ်ယုတ်ကအနိစ္စပါဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ကရောနေဆာလားအနိစ္စလားဆိုရင်အနိစ္စပါအဲ့တော့အနိစ္စဆိုလို့ရှိရင်ဒုက္ခဖြစ်မလားဒုက္ခဖြစ်မလားဆိုဒုက္ခပါအဲ့ဒီဒုက္ခဆိုတဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရဟာရုပ်ဝေဒနာသင်္ချာသင်္ခါရဟာသင်္ခါရကိုငါဟာလို့ပြောမလားငါဖြစ်တယ်လို့ပြောမလားငါရဲ့အတ္တလို့ပြောမလားဒီလိုပြောရင်မှန်မလားဆိုမမှန်ပါဘူးဗျာတခုစီခွဲပြီးတော့သူအဖြေကကြိုက်တယ်အဖြေကြိုက်တယ်အဲ့ဒါကိုအနတ္တလက္ခဏာသုံးပါမြတ်စွာဘုရားယဟန်တွေကိုမေးပြီးဆုံးမတယ်လို့ပဲရှင်သာရိပုတ္တရာကရုပ်ပေါ်မှာဘယ်လိုရှိရမလဲဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေပေါ်မှာဘယ်လိုရှုမြင်ရမလဲဆိုတာကိုအသေးစိတ်ပြောပြပြီးတော့သူ့ကိုမေးခွန်းတွေဆက်ထုတ်တယ်ငါရှင်ရဲ့ကငါမေးတဲ့မေးခွန်းကိုဖြေပါဘယ်လိုယူဆသလဲရုပ်ကိုတရားဝါလို့ခေါ်မှလားဒီမေးခွန်းကစမေးတယ်ရုပ်ကိုတရားဝါလို့မြင်သလားဆိုတော့အရှင်ဘုရားရုပ်ကိုတရားဝါလို့မမြင်ပါဘူးတဲ့ရုပ်ဟာရုပ်ပါပဲဟုတ်ပြီဒါဖြင့်သူ့ရဲ့စိတ်ခံစားချက်ဝေဒနာကိုတရားဝါလို့ခေါ်မှလားလို့အဲ့ဒါလည်းမဟုတ်ပါဘူးဝေဒနာမျှတာဖြစ်ပါတယ်အဲ့ဒါဆိုရင်စိတ်ထဲမှာမှတ်သားရတဲ့တင်ညာကိုတရားဝါလို့မြင်သလားလို့ဆိုတင်ညာဟာတင်ညာပါပဲတရားဝါလို့မမြင်ပါဘူးတဲ့ထို့တူပဲသင်္ခါရဆိုတဲ့လှုပ်ဆောင်မှုတွေကြံစီတွေးတောမှုတွေကိုရောတရားဝါလို့မြင်မလားလို့ဆိုတရားဝါလို့မမြင်ပါဘူးသင်္ခါရမျှတာဖြစ်ပါတယ်
အသိစိတ်ကိုရောတရဝါလို့မြင်သလားလို့ဆိုအရှင်ဘုရားတရဝါလို့မမြင်ပါဘူးလို့ဆိုအဲ့တော့ခန္ဓာ၅ပါးကိုတစ်ခုစီမေးလိုက်တဲ့ခါကျတော့ရုပ်ကရုပ်ပဲတရဝါမဟုတ်ဘူးဝေဒနာကဝေဒနာပဲတရဝါမဟုတ်ဘူးတင်ညာကတင်ညာပဲတရဝါမဟုတ်ဘူးသင်္ခါရကသင်္ခါရပဲတရဝါမဟုတ်ဘူးဝိညာဏကဝိညာဏပဲတရဝါမဟုတ်ဘူးဘာနဲ့တူတုံးဆိုလို့ရှိရင်တစ်ပင်တစ်ပင်ရဲ့အမြစ်ကိုကိုင်ပြီးတော့ဒီအမြစ်ကတစ်ပင်လားလို့ဆိုမဟုတ်ဘူးဒါအမြစ်ပဲဒါပြင်ပင်စီကတစ်ပင်လားလို့ဆိုပင်စီကပင်စီပဲတစ်ပင်မဟုတ်ဘူးဒါပြင်အကိုင်းကတစ်ပင်လားလို့ဆိုအကိုင်းကလည်းအကိုင်းပဲတစ်ပင်မဟုတ်ဘူးအရွက်တွေကတစ်ပင်လားလို့ဆိုအရွက်ကလည်းအရွက်ပဲတစ်ပင်မဟုတ်ဘူးအပွင့်ကတစ်ပင်လားလို့ဆိုအပွင့်ကလည်းအပွင့်ပဲတစ်ပင်မဟုတ်ဘူးအသီးကတစ်ပင်လားလို့ဆိုအသီးကလည်းတစ်ပင်မဟုတ်ကြည့်လိုက်တဲ့အခါကျတော့တစ်ပင်ဆိုတာပျောက်နေလူမှလည်းပဲရုပ်ဝေဒနာသင်ညာသင်္ခါရတွေကြည့်လိုက်တဲ့အခါမှာဘယ်ဟာကိုတရဝါလို့ခေါ်မှလဲဘယ်ဟာကိုလူလို့ခေါ်မှလဲလို့ဆိုတဲ့အခါကျပျောက်သွားနော်အဲ့ဒါအထင်အမြင်အသုံးဆွဲအခေါ်အဝေါ်များတာဖြစ်တယ်လက်တွေ့မှာရှားကြံလို့မရနိုင်တဲ့အရာသာဖြစ်တယ်ကိုယ်ပါနဲ့လာတယ်လဲဆိုရင်ကားနဲ့လာတယ်ဒါဖြင့်ကားပြစမ်းမှာလို့ဆိုရင်တခုစီဖြုတ်ပြီးတော့ကားကိုမေးမဲ့ဆိုလို့ရှိရင်ကားဘောဒီကြီးကိုကြည့်ပြီးဒါကားလားလို့ဆိုမဟုတ်ဘူးဒါဘောဒီတကားကိုကြိုင်ပြီးမေးမဲ့ဆိုရင်ဒါတကားကားမဟုတ်သေးဘူးဘိန်းကိုကြိုင်ပြီးမေးရင်ဒါဘိန်းကားမဟုတ်ဘူးအင်ဂျင်ကြိုင်မေးရင်ဒါအင်ဂျင်နဲ့ဆိုသူ့အစိတ်ပိုင်းလေးတွေတခုစီဖြုတ်လိုက်ရင်ကားမှမရှိတော့တာပျောက်သွားတယ်အဲ့ဒါလိုပဲလူမှလည်းပဲခန္ဓာ၅ပါးရှိတော့ခန္ဓာ၅ပါးကိုတစားစီဖြုတ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဘယ်မလဲတရဝါဘယ်မှာလဲလူအဲ့တော့လူဆိုတဲ့အရာဒီအထင်မြင်များတာဖြစ်တယ်ကားဆိုတာလည်းအခေါ်သုံးဆွဲများတာဖြစ်တယ်တကယ်အရှိတရားမဟုတ်ဘူးတရဝါဆိုတာလည်းရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုဆွဲပြုပြီးအခေါ်ကိုမျှတာဖြစ်တယ်ရုပ်ကရုပ်ပဲဝေဒနာဝေဒနာပဲတင်ညာကတင်ညာပဲသင်္ခါရကသင်္ခါရပဲဝိညာဏဝိညာဏပဲတရဝါမဟုတ်ဘူးဆိုတာထင်ရှားသွားတယ်ပေါ့အဲ့လိုမေးတော့သူအဖြေမှန်တော့ပြောနိုင်တယ်ရှင်သာရိပုတ္တရာကဆက်မေးတယ်ကောင်းပြီရုပ်ကိုလည်းတရဝါလို့မမြင်ဘူးဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ကိုလည်းတရဝါလို့မမြင်ဘူးဆိုရင်တရဝါဟာရုပ်ထဲမှာရှိတာလားရုပ်ကိုတရဝါမဟုတ်ဘူးဆိုရင်အဲ့ဒီတရဝါသည်ရုပ်ထဲမှာရှိတာလားလို့ထပ်မေးတယ်နော်ရုပ်ထဲမှာတရဝါရှိနေတာလားသို့မဟုတ်စိတ်ခံစားချက်ထဲမှာတရဝါရှိတာလားအမှတ်တင်ညာထဲမှာတရဝါရှိနေတာလားသင်္ခါရလို့ဆိုတဲ့အတွေ့ကြံစီမှုစိတ်ဆော်မှုတွေမှာတရဝါရှိတာလားဝိညာဏဆိုတဲ့စိတ်ထဲမှာတရဝါဆိုတာရှိတာလားလို့ဆိုအဲ့ဒါလို့လည်းမရှိပါဘူးတဲ့ကောင်းပြီဒါဖြင့်တရဝါဟာရုပ်မှရုပ်လည်းမဟုတ်ဘူးဝေဒနာလည်းမဟုတ်ဘူးဝေဒနာရုပ်မှလည်းတစ်ပါးဖြစ်တယ်တခြားဖြစ်တယ်ဝေဒနာမှလည်းတခြားအရာဖြစ်တယ်တင်ညာကလည်းတခြားအရာဖြစ်တယ်သင်္ခါရကလည်းတခြားအရာဖြစ်တယ်ဝိညာဏကလည်းတခြားအရာဖြစ်တယ်လို့ပြောမလားလို့ဆိုအဲ့ဒါလို့လည်းပြောလို့မရဘူးဒါတွေဖယ်လိုက်ပြန်တော့လေသူတရဝါရှာလို့မရဘူးနော်ရှာလို့မရဘူးလေတရဝါတကယ်တော့အဲ့ဒါဆိုလို့ရှိရင်ငါရှင်သိချာစဉ်းစားကြည့်ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဒီ၅ခုလုံးကိုတရဝါလို့ထင်တာလားလို့ဆိုအဲ့ဒီလိုလည်းမဟုတ်ပါဘူးတော့မြတ်စွာဘုရားဟောတဲ့တရားတွေကဒီယုံနာဓမ္မနဲ့ပရမတ္ထနဲ့ပတ်သက်လာလို့ရှင်လေးနဲ့တဲ့အပေါ်ယံကြည့်လို့တော့မရဘူးနော်အပေါ်ယံနဲ့မသိနိုင်တဲ့တရားတွေဒါကိုပဏိတဝေရဏီယောပညာရှိတွေသာသိနိုင်တယ်ဆိုဒါမသိရင်ခြားခြားလဲသွားမယ်နော်ဝိပဿနာကျင့်တယ်ဆိုတာဒါတွေသိဖို့အတွက်ကျင့်ရတာဖြစ်တယ်ပေါ့တကယ်
အရှိတရားကိုရှာတွေးဖို့ရအတွက်ဝိပဿနာကျင့်တယ်ပရမတ္ထအားဖြင့်တကယ်အရှိဆိုတာရှုဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဒီ၅ခုပဲရှိတာပဲထို့တူပဲရှင်သာရိပုတ္တရာကဆက်ပြီးတယ်ရှုဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီ၅ခုလုံးပေါင်းထားတာကိုသရဝလို့ခေါ်ရလားဆိုတော့မဟုတ်ပါဘူးဒါဖြင့်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်သရဝဆိုတာဟာရုပ်လည်းမရှိဘူးဝေဒနာလည်းမရှိဘူးသင်ညာလည်းမရှိဘူးသင်္ခါရလည်းမရှိတဲ့အရာလားလို့ဆိုအဲ့ဒါလို့လည်းမဟုတ်အဲ့တော့အဲ့လိုဆက်လိုက်တဲ့အခါသရဝပျောက်သွားတယ်ခုနကကားရဲ့အစိတ်ပိုင်းတွေကိုဖြုတ်ပြီးတော့မေးလိုက်တဲ့အခါမှာကားပျောက်သွားတယ်လို့ပဲသစ်ပင်ရဲ့အစိတ်ပိုင်းတွေကိုတစားစီဖြုတ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာသစ်ပင်ပျောက်သွားတယ်လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတွေတစ်ခုစီဖြုတ်လိုက်တဲ့အခါလူဆိုတာပျောက်သွားပြန်လူဟာပျောက်သွားတယ်လေအဲ့ဒီပျောက်သွားတယ်လို့ပဲဒီအစိတ်ပိုင်းတွေကိုကြည့်လိုက်တဲ့အခါမှာရုပ်ဝေဒနာသင်ညာသင်္ခါရတွေနဲ့ကြည့်လိုက်တဲ့အခါမှာသရဝါဆိုတာပျောက်နေပြီသရဝါသည်ခန္ဓာ၅ပါးသည်သရဝါမဟုတ်သရဝါသည်ခန္ဓာ၅ပါးတည်းရှိတာလည်းမဟုတ်ခန္ဓာ၅ပါးမပါဘဲဖြစ်နေတာလည်းမဟုတ်ခန္ဓာ၅ပါးလုံးကိုလည်းသရဝါလို့ခေါ်တာမဟုတ်သရဝါသည်ရုပ်မဲ့ခံစားချက်မဲ့အမှတ်ဉာဏ်မဲ့သင်္ခါရမဲ့ဝိညာဉ်မဲ့အရာလည်းမဟုတ်အဲ့တော့အခုလို့စစ်ဆေးကြည့်လိုက်တဲ့အခါမှာတဲ့ရှင်သာရိပုတ္တရာကမေးတယ်ငါရှင်ယမကစဉ်းစားကြည့်တဲ့အခုလို့စစ်ဆေးလိုက်တဲ့အခါမှာတဲ့လက်တွေ့ကြကြမေခွန်းထုတ်ပြီးတော့ဖြေရှာလိုက်တဲ့အခါမှာတဲ့အမှန်အကန်အမှန်တရားအနေနဲ့တထာဂတဆိုတာရှာမတွေ့သရဝါဆိုတာရှာမတွေ့တော့ဘူးတဲ့နော်သရဝါဆိုတာရှာမတွေ့ဘူးယဟန္တာပုဂ္ဂိုလ်ဆိုတာလည်းရှာမတွေ့တော့အဲ့တော့ပုဂ္ဂိုလ်သရဝါနော်ပုဂ္ဂိုလ်သရဝါဆိုတာရှာမတွေ့ဘူးသရဝါဆိုတာရှာမတွေ့တော့ဘူးလူဆိုတာလည်းရှာမတွေ့တော့ယောက်ျားမိန်းမဆိုတာလည်းရှာမတွေ့တော့အဲ့ဒါလို့လက်တွေ့စစ်ဆေးကြည့်တဲ့အခါမှာသရဝါဆိုတာရှာလို့မတွေ့နိုင်ပါပဲဖြစ်ရတဲ့ယဟန္တာပုဂ္ဂိုလ်သည်သိဆုံးသွားတဲ့အခါမှာပြတ်ဆဲသွားတယ်ဆိုတာဘာကိုပြောတာလဲကိုတော့ဒီလိုဖြေလို့ရှိရင်မှန်ပါမလားယဟန္တာပုဂ္ဂိုလ်မှမရှိတာဘယ်လိုလုပ်ပြတ်ဆဲမှာလဲဆိုလိုတာအဲ့ဒါနော်ကိုယ်မှာကားမရှိဘူးဆိုတာကားလည်းမဝယ်ရသေးဘူးကားလည်းမရှိဘူးအဲ့ဒီမရှိတဲ့ကားကအ내ရောင်လားအဖြူရောင်လားလို့မေးရင်ဘယ်လိုဖြေရှိမှမရှိတဲ့ကားကိုသွားပြီးအယောင်သွားပြောနေလို့ဘယ်လိုလုပ်သိမှာနော်မရှိတာမရှိတဲ့အရာသွားရှာသာသမီမထွန်းကားတဲ့အမျိုးသမီးရဲ့သားဟာအရွယ်ဘယ်လောက်ရှိပြီလို့မေးလို့ရှိရင်ဘယ်လိုဖြေသားသမီးမှမရှိတာမရှိတဲ့သားသမီးဟာဘယ်နှစ်နှစ်အရွယ်ရှိပြီလဲလို့မေးလို့ရှိရင်ဖြေလို့ရတဲ့မေးခွန်းမှမဟုတ်တာနော်အခုလည်းပဲသရဝါဆိုတဲ့အရာဟာဘာကိုခေါ်တာတုံးလို့မေးကြည့်လိုက်တဲ့အခါမှာအဖြေရှာလို့မရဘူးရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးသာအရှိတရားဖြစ်ပြီးသရဝါဆိုတာအထင်အမြင်မြတာဖြစ်တယ်တစုံတစ်ခုကိုဆွဲပြီးတော့ခေါ်နေကြတာဖြစ်တယ်သရဝါဆိုတာရှိကိုမရှိတာအဲ့ဒါလို့မရှိတာဖြစ်ပါရဲ့တန်းနဲ့ကိုတော့ပြောနေတဲ့စကားဟာယဟန္တာပုဂ္ဂိုလ်သည်သေသွားလို့ရှိရင်ပြတ်ဆဲသွားတယ်ဆိုဘာပြတ်ဆဲတာလဲနော်ပုဂ္ဂိုလ်ဒီသေသွားတာဘာပြတ်ဆဲတာလဲအဲ့ဒါလို့သေသွားတဲ့နောက်မှာမဖြစ်တော့ဘူးလို့ပြောတယ်ဘာလဲဆိုတဲ့ရှင်သာရိပုတ္တရာကအဲ့ဒါလို့မေးလိုက်တဲ့အခါမှာရှင်ယမကအတော်အသင့်သဘောပေါက်သွားတယ်အတော်အသင့်သဘောပေါက်သွားတယ်သူဖြေလိုက်တာသရဝါဆိုတာလဲခန္ဓာ၅ပါးကိုဆွဲပြုပြီးခေါ်တဲ့ဟာကို
ခန္ဓာ၅ပါးနဲ့ဆက်လိုက်တဲ့အခါသတ္တဝါဆိုတာမရှိဘူးဆိုတာသိကြသွားတယ်သိကြသွားတော့ရှင်ယမကအရှင်သာရိပုတ္တရာတဲ့တပည့်တော်ယင်တုန်းကနားမလဲလို့မှားယွင်းတဲ့အယူဆကိုပြောမိပါတယ်တဲ့အခုရှင်သာရိပုတ္တရာအရှင်ဘုရားရှင်းပြတဲ့မေခွန်းကြီးနာယူမှတ်သားရတဲ့အခါမှာတပည့်တော်ဟာမှားယွင်းတဲ့အမြင်တစ်ခုဟာပျောက်ကင်းသွားပါတယ်တရားသဘောကိုလည်းသဘောပေါက်လာပါတယ်လို့အရှင်ယမကအဲ့ဒါတရားအနေနဲ့သဘောပေါက်သွားပြီသူကတော့တရားနာပရိသတ်တွေကလည်းပဲရှင်ယမကသဘောပေါက်သွားသလိုပေါက်ဖို့လိုတယ်နော်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်မှတပါးတရားဝဆိုတာမရှိဘူးအရှိသည်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်များသာရှိတယ်ဒါကိုသဘောပေါက်ထားမှာပေါ့နော်အဲ့တော့တရားဝသေးတယ်လို့တရားဝသေးသည်နောက်မဖြစ်ဘူးလို့ပြောစရာအကြောင်းမှမရှိတာဘာလို့ရှိမှမရှိတာခုနပြောသလိုမရှိတဲ့ကားဟာအနဲ့ရောင်လားအဖြူရောင်လားပြောသလိုဖြစ်နေမရှိမှမရှိတာမရှိမှမရှိတာဖြစ်တယ်မဖြစ်ဘူးပျောက်သွားတယ်မပျောက်ဘူးပြောလို့မှမရတာလေပြောလို့မရအဲ့ဒီအဓိပ္ပာယ်မျိုးဆိုလို့တယ်ပေါ့နော်အဲ့ဒါလို့ရှင်ယမကဟာအတော်အသင့်လေးသဘောပေါက်လာတဲ့အခါမှာရှင်သာရိပုတ္တရာဆိုတာလေလွန်ညံထက်တဲ့ပုဂ္ဂိုလ်ဖြစ်တော့သူကကဲဒီလိုရှင်ဘုရားသဘောပေါက်သွားပြီဆိုလို့ရှိရင်ရှင်ဘုရားကိုမေးလိုက်မယ်တဲ့ဘယ်လိုမေးမလို့ဆိုယန္နာပုဂ္ဂိုလ်ဟာသိဆုံးသွားပြီးတဲ့နောက်မှာဘာဖြစ်တယ်လဲလို့မေးရင်ရှင်ဘုရားဗာပြောမလဲပုဂ္ဂိုလ်အနေနဲ့ကြိုင်ပြီးတော့ယဟန္တာပုဂ္ဂိုလ်ဟာသိဆုံးသွားပြီးတဲ့နောက်ဘာဖြစ်တယ်လဲလို့မေးလို့ရှိရင်ငါရှင်ယမကဘယ်လိုဖြေမလဲတဲ့မေးတဲ့အခါအဲ့တော့သူကအရှင်ဘုရားတဲ့တပည့်တော်ကိုအဲ့ဒါလို့မေးမယ်ဆိုလို့ရှိရင်အခုလိုဖြေပါမယ်တဲ့ငါရှင်တို့ရုပ်ဆိုတာအနိစ္စအဲ့ဒီအနိစ္စဖြစ်တဲ့ရုပ်ဟာဒုက္ခအဲ့ဒီဒုက္ခဖြစ်တဲ့ရုပ်ဟာဒုက္ခဖြစ်တဲ့ရုပ်တရားချုပ်ငြိမ်းသွားခြင်းသာဖြစ်တယ်လို့ဖြေပါမယ်အဲ့လိုဆိုလိုတာခန္ဓာ၅ပါးချုပ်ငြိမ်းသွားခြင်းသာဖြစ်တယ်ပြတ်ဆဲသွားတာဟုတ်တော့သေလို့ပြတ်ဆဲသွားတယ်လို့ဒီလိုပြောတာမဟုတ်တော့ဘူးနော်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဟာမမြဲတဲ့အရာဖြစ်တယ်မမြဲတဲ့အရာဖြစ်လို့ကျင့်တတ်เสียမကောင်းတဲ့ဒုက္ခသာဖြစ်တယ်ဒုက္ခဖြစ်သည့်အတွက်ကြောင့်အတ္တဆိုတာမဟုတ်ဘူးအနတ္တမြတ်သာဖြစ်တယ်အဲ့ဒီအနိစ္စဒုက္ခဒုက္ခဖြစ်နေတဲ့ဒီခန္ဓာဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်นี่ချုပ်ငြိမ်းသွားတာသာဖြစ်တယ်ဒီလိုပဲဖြေပါမယ်သိသွားပြီးတဲ့နောက်ပြတ်ဆဲသွားတယ်လို့လည်းပြောတော့ဘူးဒီလိုဖြေပါမယ်လို့ဟောအဲ့တော့ယန္တာပုဂ္ဂိုလ်သိသွားလို့ရှိရင်ကိုယ်အတိကိုကသုတ္တနာမှာဖြစ်တဲ့ယုတ်တရားနဲ့တရားတွေဟာချုပ်ငြိမ်းသွားတယ်ပြတ်ဆဲသွားတယ်ဒီလိုပဲပြောရတော့မှာချုပ်ငြိမ်းသွားတယ်လို့ပဲပြောရတော့မှာပေါ့နော်ချုပ်ငြိမ်းသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားသုံးတဲ့အခါပြိဋိဘုတော်ငြိမ်းသွားပြီလို့ပဲပြောတယ်ဒီသုံးလေးနဲ့ပဲသုံးပြိဋိဘုတော်ငြိမ်းသွားပြီအဲ့တော့တပည့်တော်ကိုမေးမယ်ဆိုရင်အခုတိုင်းပဲဖြေပါမယ်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တွေဟာအနိစ္စဒုက္ခဖြစ်သည့်အတွက်ကြောင့်အဲ့ဒီအနိစ္စဒုက္ခဖြစ်တဲ့တရားသည်ချုပ်ငြိမ်းသွားသည်သရဝါနဲ့မဖြေတော့ဘူးသူယန္တာပုဂ္ဂိုလ်သည်ဆိုတာမသုံးတော့ပဲနဲ့သရဝါအနေနဲ့မဟုတ်ပဲနဲ့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးဟာချုပ်ငြိမ်းသွားတာပဲဖြစ်ပါတယ်အဲ့ဒါလို့ဖြေပါမယ်ဆိုရှင်သာရိပုတ္တရာကသာဓုခေါ်တယ်သာဓုသာဓုအောက်တော်ယမကငါရှင်ယမကကောင်းတယ်ကောင်းတယ်ဓမ္မနဲ့အဲ့ဒီတော့ပို့ပြီးတော့ရှင်းလင်းအောင်ဥပမာလေးတစ်ခုပြောပြမယ်ရှင်သာရိပုတ္တရာကသူ့ကိုဥပမာလေးတစ်ခုပြောပြလောကမှာအလွန်ချမ်းသာတဲ့တထေးသားတစ်ယောက်ရှိတယ်
အဲ့တထေသားတယောက်ရှိတယ်အဲ့ဒီတထေသားဟာပစ္စည်းဥစ္စာလည်းလွန်ချမ်းသာတယ်သူ့ကိုအန္တရာယ်မျိုးမျိုးကကာဝယ်ဖို့စောင့်ကြက်ကလည်းတေချာစောင့်ကြက်ထားတယ်ပေးရလူတွေအန္တရာယ်ပြုလို့မဖြစ်အောင်စောင့်ကြက်တွေနဲ့လည်းပြည့်စုံတယ်တဲ့အဲ့ဒီမှာသူ့ကိုတတ်ချင်တဲ့လူတယောက်ပေါ်လာတယ်သို့တော့အဲ့ဒီလူဟာဘယ်လိုမှဒီတထေသားနာကတ်လို့မရဘူးအဆောင်ကြက်တွေထူထပ်စွာချထားသည့်အတွက်ကြောင့်တထေသားတတ်ချင်ပေမဲ့လို့သူတတ်လို့မရဘူးအဆောင်ကြက်တွေထူထပ်နေလို့သူစောင့်ကြလို့မရဘူးအဲ့တော့သူဘယ်လိုစိတ်ကူးတော့ဆိုရင်ဒီတထေသားတတ်ဖို့ရာအတွက်ငါဒီတထေသားစီသွားချင်းကပ်ပြီးတော့သူ့ရဲ့တပည့်ခံမရစေသူ့ကိုပြုစုခြင်းလို့လှုပ်ကြွေးပြရစေကိုရံတော်ထဲမှာဖြစ်ပြရစေဆိုတော့ခွင့်ပေးလိုက်တယ်ခွင့်ပေးလိုက်တဲ့အခါမှာသူကကြိုးကြိုးစားစားဒီတထေသားနဲ့အရင်နှီးဆုံးပုဂ္ဂိုလ်ဖြစ်အောင်လူယုံတော်အဖြစ်ရောက်သည့်ထိအောင်သူကြိုးစားလိုက်တဲ့အခါတထေသားကသူ့ကိုသိယုံကြည်သွားတယ်ယုံကြည်သွားတော့ဘယ်နေရာသွားသူနဲ့သွားတယ်သူကတထေသားကိုကာကွယ်တဲ့ပုဂ္ဂိုလ်အနေနဲ့သူကလိုက်တယ်အဲ့ဒီလိုသူ့ပေါ်မှာယုံကြည်အားကိုးလာတဲ့အချိန်ကြတော့မှသူကတတ်လိုက်တယ်ဟောတထေသားတတ်လိုက်တယ်ဆိုအဲ့ဒီလိုတတ်လိုက်တယ်အဲ့တထေသားဟာသူ့ပေါ်မှာဘလောက်ထိအောင်ယုံကြည်သွားတော့ဆိုရင်သူ့မိတ်ဆွေအရင်တငယ်ချင်းအရင်ဆွေမျိုးအရင်နဲ့တောင်ပို့ပြီးတော့သူကယုံကြည်သွားတယ်အဲ့ဒီလိုယုံကြည်ပြီးဆိုမှဒီတထေသားကိုသူကတတ်လိုက်တယ်အဲ့ဒီမှာစဉ်းစားကြည့်တဲ့ငါရှင်ရင်မကအဲ့ဒီလူဟာမတတ်ခင်ကတထေသားကိုပြုစုပြရစီတထေသားရဲ့တောင်းဝတရားတွေသူဆောင်ရွက်ပြရစီဆိုပြီးတော့သူလာခဲ့တယ်မတတ်ဖို့မတတ်သေးခင်အဲ့လိုလာခဲ့တယ်အဲ့ဒီလာခဲ့တဲ့အချိန်မှလည်းပဲသူဟာလူသတ်သမားပဲမဟုတ်လားဒါပေမဲ့လို့လူသတ်သမားဖြစ်ပေမဲ့လို့လူသတ်သမားလို့တထေသားကမသိဘူးသူစီရောက်လာတဲ့အချိန်တုန်းကကတည်းကသူဟာလူသတ်သမားပဲလေတတ်မလို့အကြံနဲ့ဝင်လာတာမဟုတ်လူသတ်သမားပဲသူ့ကိုပြုစုလုပ်ကြွေးပြီးတော့တကယ်ကိုအရင်နှီးဆုံးဖြစ်အောင်လုပ်နေတဲ့အချိန်အဲ့ဒီအချိန်ကလည်းသူဟာလူသတ်သမားပဲသို့တော့တထေသားကလူသားသမားဖြစ်ပေမဲ့လို့ငါတတ်မဲ့ကောင်းလို့သိလားဆိုမသိဘူးငါတတ်မဲ့ကောင်းမယ်လို့ဆိုမသိဘူးတပ်ပြည်တဲ့အခါကျတော့တပ်ပြည်တဲ့အခါကျတော့မှလူသတ်သမားဆိုတာသူဟာလူသတ်သမားအနေနဲ့တတ်လိုက်ပြီအဲ့ဒါလိုပဲတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာရုပ်ဝေဒနာတင်ညာသင်္ခါရဆိုတဲ့တင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးကိုငါဟာငါရဲ့အတ္တခုနကတထေသားကသူ့တတ်မဲ့လူကိုတငယ်ချင်းအရင်နဲ့တောင်ယုံကြည်သွားတယ်အဲ့တော့ပုရုဇဉ်တ attva တွေဟာခန္ဓာ၅ပါးအပေါ်မှာငါခန္ဓာငါဟာငါခေါင်းငါလက်ငါခြေငါဘဝဆိုတဲ့အနေအထားမျိုးထိအောင်ကိုယ်တတ်မဲ့ခန္ဓာ၅ပါးကြီးကိုလူသတ်သမားလို့မသိတာခုနတထေသားကသူ့ကိုတတ်မဲ့လူကိုသူ့ကိုတတ်မဲ့လူဆိုတာ तू မသိတယ်လို့ပဲပုရုဇဉ်တ attva တွေဟာအမှန်မမြင်သည့်အတွက်ကြောင့်ရုပ်ဝေဒနာသင်္ချာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးဟာငါရဲ့ချစ်ခင်လာတဲ့မိတ်ဆွေပဲလို့တောင်ထင်နေတယ်နော်ဘလောက်တိအောင်ထင်တော့ဆိုရင်မနဲ့အေးရထားရင်သူ့ကိုလှပြင်ပေးရတယ်ရှည်မိုးချိုးပေးရတယ်အစာကျွေးရသေးတယ်ဘလောက်ရင်းနှီးတော့သူနဲ့နော်အဲ့တော့သူ့ကိုထိရင်ငိုရသေးတယ်လူတွေကရှုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ဒီခန္ဓာ၅ပါးကြီးအတွက်လူတွေဟာနေမနာညံ့မအားပြုစုလုပ်ကြွေးနေလိုက်ကြတာဘယ်လိုအနေနဲ့ပြုစုလုပ်ကြွေးကြတာတော့ဆိုငါဟာငါရဲ့အချစ်ဆုံးတကယ်ချင်းဆိုတဲ့အနေထားနဲ့လောက်ကအဲ့ဒီလိုအနေနဲ့လောက်ကြတော့
ဒီယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေကိုတဏှာငါနဲ့ဆွဲလန်းပြီးတော့နေထိုင်တဲ့အခါမှာနောက်ဆုံးနော်မမြဲတဲ့ယုတ်ကိုမမြဲဘူးလို့လည်းမသိတော့မမြဲတဲ့ဝေဒနာကိုမမြဲတဲ့ဝေဒနာလို့မသိဘူးမမြဲတဲ့တင်ညာကိုမမြဲတဲ့တင်ညာလို့မသိဘူးမမြဲတဲ့သင်္ခါရကိုမမြဲတဲ့သင်္ခါရလို့မသိဘူးမမြဲတဲ့ဝိညာဏကိုမမြဲတဲ့ဝိညာဏလို့အမှန်အတိုင်းမသိဘူးငါဘဝငါခန္ဓာငါစိတ်နော်တဏှာငါနဲ့ဆွဲလန်းပြီးတော့နေကြလေဒါနေမကောင်းဘူးဆိုရင်ငါနေမကောင်းလို့ငါနေမကောင်းဘူးပဲထင်တာယုံနေမကောင်းဘူးလို့မပြောဘူးငါနေမကောင်းဘူးသွားလိုက်အောင်ဆေးရုံသွားလိုက်အောင်သွားပြလိုက်အောင်နော်ငါနဲ့ရှုပ်ဝေဒနာတင်ညာသင်္ခါရကွဲကိုမကွဲတော့တာတသားတည်းတွဲထားတာအဲ့ဒါလို့ကိုယ်ခန္ဓာမှာကိုယ်တဏ္ဍာမှာရှိနေတဲ့ယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေကိုငါလို့ပဲဆွဲပြီးတော့နေတယ်သူတို့ထိကြိုက်လို့ရှိရင်ငါထိကြိုက်တယ်လို့ထင်တယ်တရားယောဂဆဲသွားရင်ငါဆဲတယ်လို့ထင်တယ်နာလိုက်တာအဲ့မှာနော်ကိုထိသွားရင်ထိတယ်လို့ပဲထင်တယ်မခိုင်မရနိုင်ဖြစ်လာတယ်အဲ့ဒါလို့ဖြစ်တာဟာမမြဲတဲ့ယုတ်ကိုယုံမှမမြဲမှမသိလိုက်ဘူးမမြဲတဲ့ဝေဒနာကိုလည်းမသိဘူးမမြဲတဲ့တင်ညာမမြဲတဲ့သင်္ခါရမမြဲတဲ့ဝိညာဏတွေကိုလည်းအမှန်ကန်မသိဘူးဒါရင်လားလို့ဆိုတကယ်ဒုက္ခပေးနေတဲ့ယုတ်တရားကိုလည်းပဲဒုက္ခပေးနေတယ်လို့မသိဘူးကိုယ်ဒုက္ခပေးနေတယ်လို့မသိဘူးဒုက္ခပေးနေတဲ့စိတ်ခံစားချက်ကိုလည်းဒုက္ခပေးနေတယ်လို့မသိဘူးငါပဲထင်နေတာ哦အလုံးကငါပဲထင်နေတာဆိုတော့သူကဒုက္ခပေးနေတယ်လို့မသိတာအဲ့တော့ယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့အမှန်တိုင်းမသိဘူးနောက်တစ်ခါဒီယုတ်ဝေဒနာတင်ညာသင်္ခါရတွေကငါရဲ့အတ္တမဟုတ်ဘူးငါလုပ်တဲ့အတိုင်းမဖြစ်နိုင်တဲ့အရာတွေဆိုတာလဲအမှန်ကန်မသိဘူးဒါတွေမကဘူးဒီယုတ်ကြီးကလူတ attva ဆိုတာလည်းမသိဘူးဝေဒနာကလူတ attva ဆိုတာလည်းမသိဘူးသင်္ခါရတင်ညာသင်္ခါရဝိညာဉ်တို့ကလူတ attva ဆိုတာလည်းသူကမသိဘူးမှန်တိုင်းမသိဘူးဘဝတစ်ခုမှာတတ်သွားတာဘယ်သူကတတ်တာတော့ရှုပ်ကလည်းတတ်သွားတာပဲနော်တခုပြတ်သွားလို့ရှိရင်ဥပမာနှလုံးရပ်တန့်သွားလို့သေသွားတယ်ဆိုလို့ရှိရင်သူရင်သေတာမဟုတ်ဘူးနှလုံးကကြံတဲ့ဟာတွေပါဆွဲခေါ်သွားတာသူကလူသက်သမားပဲလေသွေးတိုးလို့အုံနောက်သွေးကြောပေါက်သွားလို့သေတယ်ဆိုရင်လည်းအဲ့ဒီအုံနောက်သွေးကြောဆိုတာလည်းကိုယ်ရုပ်ပဲလေအဲ့ဒီရုပ်ကကြံတဲ့ဟာတွေပါအကုန်တတ်သွားတာချမ်းမထားခဲ့ဘူးတခါတည်းခေါ်သွားတာရုပ်တင်တတ်တာမဟုတ်ဘူးနံတရားတွေပါတတ်သွားလိုက်တယ်သူကအဲ့တော့ခန္ဓာ၅ပါးကတစ်ခုသိရင်ကျန်တာအကုန်သိသွားတာလိုက်သိရတာအဲ့တော့သူကလူသက်သမားပဲပထဝီဓာတ်ကဖောက်ပြန်လို့ရှိရင်တေဇောဓာတ်တို့ဝါယောဓာတ်အကုန်ဖြတ်သွားဒီဖြတ်လို့သိသွားတယ်ဆိုဝါယောဓာတ်ကတတ်လိုက်တယ်ဝါယောဓာတ်ကတတ်ရင်ပထဝီတို့တေဇောတို့ဝါယောတို့လိုက်သွားကြပြန်နော်သူကတတ်သွားတာအဲ့ဒါကြောင့်ဟိုယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေကတကယ်ကိုတပ်ဖြတ်မဲ့ပုဂ္ဂိုလ်တွေလို့ဆိုတာတပ်ဖြတ်မဲ့တရားတွေဆိုတာကိုကမသိဘူးတဲ့ကိုမိတ်ဆွေကိုဟာလို့ပဲထင်နေတယ်ဟောဝတကံရူပံဝရကံရူပန္တိယထာဘုဒ္ဓနာပသနာတိကိုယ်အသက်ကိုခြွေသွားမဲ့ရုပ်ကိုယ်အသက်ကိုခြွေမဲ့ရုပ်ဖဲလို့မသိဘူးခန္ဓာ၅ပါးကိုလည်းကိုယ်အသက်ကိုယ်အသက်မဲ့ဆိုတဲ့ခန္ဓာ၅ပါးကို तू မသိဘူးတဲ့နောက်အကြောင်းတရားတွေပေါင်းစပ်ပြီးတော့ဒီရုပ်ဝေဒနာတွေဘာတွေဖြစ်နေတယ်ဆိုတဲ့သင်္ခတဖြစ်တဲ့ယုံနာရုပ်ဝေဒနာတင်ညာသင်္ခါရတွေကိုလည်းအကြောင်းတရားတွေပေါင်းစပ်ထားတဲ့အရာလို့မသိပြန်ဘူးမသိတော့ဒီခန္ဓာ၅ပါးကိုပဲကိုယ်ဟာလို့
ထင်ပြီးတော့လူတွေဟာခန္ဓာ၅ပါးအတွက်ရှုရတယ်ခန္ဓာ၅ပါးအတွက်စိုးရိမ်တယ်ခန္ဓာ၅ပါးအတွက်ငိုကြွေးတယ်အဲ့ဒီလိုဘဝမှာဆင်းရဲဒုက္ခမျိုးစုံခံစားနေရတာဟာရှုပ်ဝေဒနာတင်ညာသင်္ခါရတွေကိုငါဟာလို့ထင်ထားသည့်အတွက်ကြောင့်ခံစားနေရတာတဲ့နော်ခံစားနေရတာအဲ့တော့အဲ့လိုခံစားတဲ့အခါသူကရှုပ်ကိုငါဘဝလို့ဆွဲလန်းထားတယ်ရှုပ်ကိုငါဘဝလို့စိတ်ထဲမှာဆွဲဆွဲမြဲမြဲသိနေတယ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ကိုလည်းပဲငါဘဝငါခန္ဓာလို့ဒီလိုဆွဲဆွဲမြဲမြဲပဲမှတ်ယူပြီးတော့ထားတယ်တဲ့ပုရုဇဉ်တရားဝါတွေဟာရှုပ်ဝေဒနာတင်ညာသင်္ခါရနဲ့သင်္ခါရတွေကိုပဲငါဟာလို့ဆွဲလန်းထားသည့်အတွက်ကြောင့်ယထာဘုဒ္ဓမသိလို့ဒါတွေအတွက်ပျော်ရတယ်ရွှင်ရတယ်ငိုရတယ်ရဲရတယ်ဆိုတာတွေဖြစ်ကုန်အေးမြတ်စွာဘုရားရဲ့တရားဓမ္မကိုနာယူမှတ်သားရတဲ့ဘုရားတရားတော်ကိုကြားနာရတဲ့အရိယသူတော်စင်တွေကြတော့ကွဲကွဲပြားပြားသိလာတယ်ရုပ်ကိုအတ္တငါလို့မမြင်တော့ဘူးရုပ်ဟာရုပ်ပဲငါမဟုတ်ဘူးသူ့ခွဲလာတယ်ခွဲခြားပြီးတော့မြင်လာတယ်ရုပ်ဟာရုပ်ပဲငါမဟုတ်ဘူးဝေဒနာဝေဒနာမျှတာဖြစ်တယ်ငါမဟုတ်ဘူးတင်ညာဟာလည်းတင်ညာမျှတာဖြစ်တယ်ငါမဟုတ်ဘူးသင်္ခါရကလည်းသင်္ခါရမျှတာဖြစ်တယ်ငါမဟုတ်ဘူးဝိညာဉ်ကလည်းဝိညာဉ်မျှတာဖြစ်တယ်ငါမဟုတ်ဘူးအဲ့တော့ရုပ်ဝေဒနာတင်ညာသင်္ခါရတွေကငါမဟုတ်ဘူးငါလည်းရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ထဲမှာရှိတာလည်းမဟုတ်ဘူးငါထဲမှာလည်းရုပ်ဝေဒနာတင်ညာသင်္ခါရတွေရှိတာမဟုတ်ဘူးရုပ်ဝေဒနာတင်ညာသင်္ခါရတွေကငါပိုင်တာလည်းမဟုတ်ဘူးအမျိုးစုံတွေးကြည့်လိုက်ငါမှတပါးလည်းမဟုတ်ဘူးငါထဲမှာရှိတာလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ရုပ်ဝေဒနာတင်ညာသင်္ခါရတို့သည်ငါမဟုတ်ဘူးရုပ်ဝေဒနာတင်ညာသင်္ခါရမှတပါးလည်းငါဆိုတာမရှိဘူးအဲ့တော့ရှိနေတဲ့ရုပ်ဟာမမြဲတဲ့ရုပ်သာရှိတယ်မမြဲတဲ့ဝေဒနာမမြဲတဲ့တင်ညာမမြဲတဲ့သင်္ခါရမမြဲတဲ့ဝိညာဏသာရှိတယ်လို့အမှန်ကန်သိလာတယ်ဒုက္ခပေးတဲ့ရုပ်ဒုက္ခပေးတဲ့ဝေဒနာဒုက္ခပေးတဲ့တင်ညာဒုက္ခပေးတဲ့သင်္ခါရဒုက္ခပေးတဲ့ဝိညာဏများသာရှိတယ်ငါဆိုတာမရှိဘူးနော်ကိုယ်အလိုတိုင်းမဖြစ်တဲ့အနတ္တရုပ်အနတ္တသင်ဝေဒနာအနတ္တတင်ညာအနတ္တသင်္ခါရအနတ္တဝိညာဏများသာရှိတယ်အမှန်တိုင်းသိလာတယ်အကြောင်းတရားတွေကပေါင်းစပ်ထားသည့်အတွက်ကြောင့်သင်္ခတဖြစ်တဲ့ရုပ်သင်္ခတဖြစ်တဲ့ဝေဒနာသင်္ခတဖြစ်တဲ့တင်ညာသင်္ခတဖြစ်တဲ့သင်္ခါရသင်္ခတဖြစ်တဲ့ဝိညာဏမြတ်တာရှိတယ်ငါဆိုတာမဟုတ်ဘူးလို့သဘာဝတရားနဲ့အနေအချင်းခွဲခြားပြီးတော့သိလာတယ်သိလာပြီးတော့အေးဒီရုပ်ဆိုတာလူသတ္တမပဲကျန်တဲ့သဘာဝတရားတွေတစ်ခုပြည့်ရင်အလုံးပြတ်သွားတယ်ဝေဒနာဆိုတာလည်းလူသတ္တမပဲတင်ညာဆိုတာလည်းလူသတ္တမပဲသင်္ခါရဆိုတာလူသတ္တမပဲဝိညာဏဆိုတာလည်းလူသတ္တမပဲလို့တစ်ခုပြည့်ရင်အလုံးပြတ်လို့သူတို့ဟာဖြည့်စည်းရတဲ့အရာတွေသာဖြစ်တယ်လို့အမှန်ကန်သိလာတော့ယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေကိုယ်တဏ္ဍမှာရှိတဲ့တရားတွေကိုငါလို့ဆွဲလန်းမှုမရှိတော့ဘဲနဲ့သူ့သဘာဝကိုသဘာဝအတိုင်းသိလာတယ်အသိဉာဏ်နဲ့ခွဲခြားပြီးတော့သိလာအဲ့ဒါလို့သိတာဝိပဿနာဉာဏ်နဲ့သိလာတာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလို့မသိဘူးဆိုရင်တွေ့တာချင်းဆွဲလန်းခြင်းဆိုတာရှိနေမယ်တွေ့တာချင်းရှိနေသမျှငိုကြွေးခြင်းပူဆွေးခြင်းဆိုတာတွေရှိလာအဲ့တော့တွေ့တာမှုဆိုတာလုံးဝမရှိတော့တွေ့တာမှုမရှိသည့်အတွက်ကြောင့်ငိုကြွေးတာဆိုတာမရှိတော့ဆိုရင်တော့ကဆိုတာမရှိတော့ပူပန်တာဆိုတာမရှိတော့မရှိတော့သည့်အတွက်ကြောင့်သူကရုပ်အပေါ်သွားပြီးတော့ငါဟာလို့မချင်းကတ်တော့ရုပ်ကရုပ်ပဲငါဟာမဟုတ်ဘူးဝေဒနာပေါ်မှာလည်းငါဟာလို့မချင်းကတ်တော့ဘူးဝေဒနာမျှတာဖြစ်တယ်လို့
သဘာဝတရားတွေပေါ်မှာသူကသဘာဝတရားတက်တက်မြတာမြင်သွားတယ်ငါမဟုတ်ဘူးတရားမဟုတ်ဘူးရှုပ်တက်တက်မြတာဖြစ်တယ်ဝေဒနာတက်တက်မြတာဖြစ်တယ်သင်္ခါရတက်တက်မြတာဖြစ်တယ်ဝိညာဏတက်တက်မြတာဖြစ်တယ်ငါဆိုတဲ့ဟာမရှိဘူးလို့ဥပါဒณะခန္ဓာ၅ပါးလုံးဟာငါလို့ဆွဲလန်းเสียတခုမှမရှိဘူးလို့အဲ့ဒီခန္ဓာ၅ပါးအပေါ်မှာဆွဲလန်းမှုကင်းသွားတာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်ဟာစိတ်အေးလက်အေးနဲ့နေနိုင်သွားတယ်တွေ့တာမှုမရှိတော့စိတ်အေးလက်အေးဖြစ်သွားတာပေါ့နော်စိတ်အေးလက်နေနိုင်သွားတယ်ပူပန်ရင်ခြင်းဆိုတာတွေ့တာမှုရှိလို့ပူပန်တာစဉ်းစားကြည့်လေကိုယ်နဲ့မသိတဲ့လူတယောက်သိရင်ဘယ်သူများတောကဖြစ်တာရှိတယ်ဘယ်သူမှမဖြစ်ဘူးနော်ကိုယ်နဲ့မသိတဲ့လူတွေနေ့စဉ်သိနေကြတာဘာမှဖြစ်ဘူးကိုယ်မပိုင်တဲ့ပစ္စည်းတွေပျက်စီးဆုံးရှုံးသွားရင်ရောဘာဖြစ်လဲဘာမှမဖြစ်ဘူးအဲ့တော့ပူဆွေးတယ်ဆိုတဲ့အဓိပ္ပာယ်ကကိုယ်အမျိုးတွေကဖြစ်စေကိုယ်မိတ်ဆွေကဖြစ်စေကိုယ်မိသားစုတွေကဖြစ်စေဆိုရင်တော့လူတွေဟာငိုကြွေးကြပြန်တယ်ကိုယ်ပစ္စည်းဆိုပြန်တော့လေလူတွေဟာနှမျောတတ်ပြီးစိတ်မချမ်းမသာဖြစ်ကြအဲ့ဒီစိတ်မချမ်းမသာဖြစ်ရတာတို့ပူဆွေးကြတာတို့ဘာကြောင့်လို့ဆိုရင်တွေ့တာမှုကြောင့်ဖြစ်လာတာမတွေ့တာဘူးဆိုရင်မဖြစ်တော့ဘူးလေဥပမာမဲကိုယ်ကားတစ်စီးဝယ်ထားတယ်တက္ကမကြီးတယောက်ပြောရလို့အင်္ဂါကားထွက်သွားတဲ့လမ်းမြတိုက်မြလာမှလာလို့စိုးရိမ်နေကြအင်္ဂါကားထွက်သွားတာနဲ့တပြိုင်နက်စိတ်ကကြောင်းကြနေပြန်မရောက်မချင်းဒီကားဘာမှမဖြစ်ပါစေနဲ့ကားလေးရှင်လဲကားအတွက်စိုးရိမ်တော့ကဖြစ်နေသာသမီရှိပြန်တော့လဲသာသမီအတွက်စိုးရိမ်တော့ကဖြစ်လက်တွဲပေါ်ရှိရင်လဲလက်တွဲပေါ်အတွက်စိုးရိမ်တော့ကဖြစ်တယ်ပစ္စည်းရှိပြန်တော့လဲပစ္စည်းအတွက်စိုးရိမ်တော့ကဖြစ်တယ်ကဲဘာမှမရှိတော့ဘူးဆိုပါစို့ကိုယ်ပိုင်တဲ့ကားရောင်းပလိုက်တယ်ရောင်းပလိုက်တဲ့အဲ့ဒီကားလေး highway မှာမှောက်သွားတယ်မီးလောင်ပျက်စီးသွားတယ်ဘာဖြစ်သေးလဲဘာဖြစ်ဘူးသူဘာလို့လဲဆိုရင်သူ့ရဲ့တွေ့တာမှုကကားပေါ်မရှိတော့ဘူးပတ်စံတုပ်ကြီးပေါ်ရောက်သွားပြီအဲ့ကြတော့ကားဘိုးခြေသွားတဲ့ပတ်စံတုပ်ပေါ်ရောက်သွားတယ်ပစ္စည်းတစ်ခုကိုရောင်းလိုက်တာနဲ့တွေ့တာမှုကပြတ်သွားပြီလေကိုဟာလို့သတ်မှတ်တဲ့အချိန်မှတွေ့တာတယ်လူကိုလည်းပဲကိုနဲ့ပတ်သက်တဲ့လူလို့သတ်မှတ်ထားတဲ့အချိန်မှတောကဖြစ်တယ်ကိုနဲ့ဘာမှအဆက်အသွယ်မရှိတော့ဘူးဆိုရင်တောကဖြစ်ပြန်မှုအဲ့ဒါကိုစဉ်းစားကြည့်မယ်ဆိုရင်တွေ့တာမှုဟာတောကကိုဖိတ်ခေါ်နေတာပဲဖြစ်တယ်နောက်ဆုံးယဟန္တာပုဂ္ဂိုလ်တွေကြတော့ကိုယ့်ကိုယ်တော့မတွေ့တာတော့ဘူးကိုယ့်ကိုယ်မတွေ့တာသည့်အတွက်ကြောင့်ကိုသေမှလည်းပူတာမဟုတ်ဘူးမရှိတော့ဘူးနော်ဘာမှပူတာမရှိတော့သူတို့ဟာအမြဲတမ်းရုပ်ဝေဒနာသင်္ညာသင်္ခါရခန္ဓာ၅ပါးကလွယ်လို့ခန္ဓာ၅ပါးဒီငါမဟုတ်ဘူးသဘာဝတရားတသက်မြတ်တာဖြစ်တယ်လို့မြင်နေသည့်အတွက်ကြောင့်ပူเสียဘာတစ်ခုမှမရှိဘူးလမ်းဘေးကတစ်ပင်တစ်ပင်လဲသွားလို့ဘယ်သူမှငိုကြွေးတာမရှိဘူးဘာလို့ဆိုတော့တစ်ပင်ပေါ်မှာကိုကပတ်သက်မှုရှိမှမရှိတာမျက်တပင်နှုတ်လိုက်လို့လည်းမပူကြဘူးဘာလို့လို့မျက်နဲ့ကိုယ်နဲ့ပတ်သက်မှုမရှိလို့အဲ့တော့ပတ်သက်မှုရှိရင်တော့တဏှိမဟုတ်တဏှိဒုက္ခဖြစ်မှာအဲ့ဒါကြောင့်မို့ရုပ်ဝေဒနာသင်ညာသင်္ခါရတွေပေါ်မှာငါဟာဆိုတာနဲ့မပတ်သက်ဖို့ပဲလို့တယ်ပတ်သက်ရင်တော့သောကပရိဒီဝတာမှာပဲတဲ့အဲ့တော့နောက်ဆုံးမှာခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ငါဟာဆိုတဲ့ဆွဲလန်းမှုတွေမရှိတဲ့အခါမှာသာဝရအငြိမ့်တက်တစ်ခုရရှိသွားတယ်ရှင်သာရိပုတ္တရာကအဲ့ဒါလို့ရှင်းပြလိုက်တာရှင်းပြလိုက်တဲ့အခါမှာရှင်ယမကရှင်သာရိပုတ္တရာရှင်ဘုရားခြေဆုတင်လိုက်တာအရှင်ဘုရားတို့လိုသတင်းသုံးပေါ်ပုဂ္ဂိုလ်တွေဟာတပည့်တော်တို့လိုမသိနားမလည်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာအကျဉ်းတရားထားအကျိုးစီးပွားကိုလိုလားတဲ့အနေနဲ့စိတ်ရှိလက်ရှိရှင်းပြပြီးဆုံးမဩဝါဒပေးတာတပည့်တော်ဝမ်းသာလိုက်တာတော့အရှင်ဘုရားရဲ့တရားကိုနာရင်
တပည့်တော်ရဲ့ရင်ထဲမှာဆွဲလန်းနေတဲ့အစွဲတွေအာသဝတရားတွေကနေပြီးတော့တပည့်တော်ရဲ့စိတ်ဟာကိရိတာအညစ်အကြေးတွေအာသဝတွေကနေပြီးတော့လွတ်မြောက်သွားပါပြီသူယန္နာဖြစ်သွားတာကိုပြောတယ်နော်စိတ်ထဲမှာလောဘဒေါသမောဟတွေတွဲနေတာတွဲနေတဲ့လောဘဒေါသမောဟတွေကိုဖယ်လိုက်တဲ့အခါမှာစိတ်တန်တန်ကလေးကျန်တော့တယ်နော်အဲ့ဒီစိတ်တန်တန်လေးကအမှန်တမ်းခိုင်မာတယ်ခိုင်မာတယ်ဆိုတာနေဆာလို့ပြောတာမဟုတ်ဘူးလောဘဆိုတဲ့အတွေ့ကင်းသွားတယ်ဒေါသအတွေ့ကင်းသွားတယ်မောဟအတွေ့တွေကင်းသွားတယ်ပျော့ညံ့တဲ့အတွေ့တွေတခုမှမရှိဘူးမှန်ကန်တဲ့အမြင်ပဲကြံတော့တယ်ဆိုအဲ့ဒီစိတ်လေးကဖြူစင်တန်ရှင်းသွားတယ်အဲ့ဒီစိတ်ကိုလွတ်မြောက်တဲ့စိတ်လို့ခေါ်တယ်အာသဝေဟိစိတ်တံဝိမု ക്ത ံကိလေသာအသဝါတွေကနေပြီးတော့သူစိတ်လေးကလုံးဝလွတ်မြောက်သွားတယ်လွတ်မြောက်သွားသည့်အတွက်ကြောင့်ကြံ့ခိုင်သွားပြီအမှန်မြင်ခြင်းဖြင့်ကြံ့ခိုင်သွားပြီပျော့ညံ့တဲ့စိတ်မဟုတ်တော့ဘူးလူတွေဟာပျော့ညံ့တဲ့စိတ်ကြောင့်ဘာလေးဖြစ်လိုက်ငိုကြတယ်ကောင်းတာနဲ့တွေ့ရင်ရေကြပြန်တယ်မကောင်းတာနဲ့တွေ့ရင်ငိုကြပြန်တယ်အဲ့ဒီလူဟာပျော့ညံ့တဲ့စိတ်ကြောင့်အဲ့ဒါလိုဖြစ်သွားတာအဲ့တော့ပျော့ညံ့တဲ့စိတ်ဟာဘယ်သူနဲ့တွဲနေတော့ဆိုရင်လောဘတွေဒေါသတွေမာနတွေဒီကိရိတာတွေနဲ့တွဲနေတဲ့စိတ်ဟာပျော့ညံ့တဲ့စိတ်ဖြစ်သွားတယ်အဲ့ဒါတွေလွှမ်းမိုးခံထားတဲ့စိတ်သည်ညှဉ်းနှွမ်းနေတဲ့စိတ်သာဖြစ်တယ်အဲ့ဒီကိလေသာတွေလုံးဝချုပ်ငြိမ်းသွားရင်စိတ်ကလေးတတ်ပဲကြံတော့တယ်ခိုင်မာတဲ့ဒီစိတ်လေးဟာခိုင်မာတဲ့တတိခိုင်မာတဲ့ပညာခိုင်မာတဲ့လုံလဝိရိယကောင်းမွန်တဲ့ကုသိုလ်တရားတွေနဲ့သာတွဲပြီးတော့စိတ်လေးဟာကြံ့ခိုင်လာတယ်မကောင်းတဲ့အကုသိုလ်တရားတွေသူ့စိတ်ထဲမှာလုံးဝမရှိတော့သည့်အတွက်ကြောင့်ဖြူစင်တန်ရှင်းသွားတယ်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ရွှေဆိုတာတတ္တုတွေရောနေတာသဘာဝကမလိုလားတဲ့တတ္တုတွေရောနေတဲ့ရွှေဟာဒီလက်ဝက်လက်စားလို့မရဘူးမရသည့်အတွက်ကြောင့်ရောနေတဲ့တတ္တုတွေကိုမီးနဲ့မိုက်ခွက်ထဲထည့်ပြီးတော့အပူပေးပြီးတော့ဒါတွေကိုဖယ်ရှားပြရတဲ့ဒါမှရွှေဟာနန်းဆွဲလို့ရတယ်ပေါ့သူကြီးဆိုရင်ကျိုးသွားနိုင်တယ်ကျွတ်ဆက်နိုင်တယ်အဲ့ဒီကျွတ်ဆက်တဲ့တတ္တုတွေကိုဖယ်ရှားပြီးတော့ရွှေစင်ဖြစ်အောင်ရွှေစင်ရွှေစစ်ရသွားအောင်လုပ်မှဒီရွှေလေးကပျော့ပြောင်းသွားထို့တူပဲလူတွေရဲ့စိတ်ထဲမှာလောဘဒေါသမောဟဆိုတဲ့ကိလေသာအညစ်အကြေးတွေဒါတွေကိုဖယ်ရှားလိုက်မှဒီစိတ်ထဲမှာလောဘလည်းရှိတယ်ဒေါသလည်းရှိတယ်မောဟလည်းရှိတယ်သူတို့ရဲ့ဆန့်ကျင်မဲ့အလောဘအဒေါသအမောဟဆိုတာတွေရှိတယ်အဲ့တော့မကောင်းတဲ့လောဘဒေါသမောဟတွေဖယ်ရှားပြီးတော့ကောင်းတဲ့အလောဘအဒေါသအမောဟဆိုတဲ့တရားတွေနဲ့ရှင်တွဲထားလို့ရှိရင်စိတ်လေးကဖြူစင်တန်ရှင်းပြီးတော့ခိုင်မာတဲ့စိတ်အနေအထားမျိုးဖြစ်လာတယ်တဲ့ဒါကြောင့်မို့ရှင်ယမကရှင်သာရိပုတ္တရာကိုလျှောက်တယ်အခုလိုရှင်ဘုရားလိုအကျဉ်းတရားကရုဏာထားပြီးတော့ကိုယ့်ရဲ့သတင်းသုံးပေါ်တွေနားလည်အောင်ဆုံးမဩဝါဒပေးတာကျေးဇူးတင်လိုက်တာပါတဲ့ရှင်ဘုရားတရားနာရလို့တပည့်တော်ဟာအစွဲလန်းတွေကနေလုံးဝလွတ်သွားပါတယ်တပည့်တော်စိတ်လေးဟာကိလေသာအညစ်အကြေးတွေကကင်းဝေးပြီးတော့လွတ်မြောက်တဲ့စိတ်ကလေးဖြစ်သွားပါပြီလို့ရှင်ယမကအဲ့ဒါလို့လျှောက်တယ်အဲ့တော့ဗုဒ္ဓတရားတော်မှာအဗ္ဗဒံသိမ်မွေးတဲ့အဆင့်ကတော့တရဝါဆိုတာမရှိရှုံးတာနှစ်ခုသာရှိသည်ဆိုတဲ့အတွေ့အခေါ်ပဲဖြစ်တယ်ပေါ့နော်တရဝါရှိနေတယ်ဆိုသမျှအတွေ့အခေါ်ဟာမှားနေတယ်မှားနေလို့ရှိရင်ပျော့ညံ့တဲ့စိတ်ပဲဖြစ်မယ်တွေ့တာမှုတွေလာလိမ့်မယ်ပျော့ညံ့တဲ့စိတ်တွေလာလိမ့်မယ်တရဝါမရှိဘူးယုံနံတက်တက်တာလို့မြင်လာတဲ့အခါမှာလွဲမှားတဲ့အမြင်အကြောင်းပြုပြီးတော့ကိလေသာတွေပွားစရာအကြောင်းမရှိတော့ဘဲနဲ့ကြံ့ခိုင်တဲ့အတိတတိပညာများတာလဲမိမိစိတ်ထဲမှာရှိသည့်အတွက်ကြောင့်ခိုင်မာတဲ့ကြံ့ခိုင်တဲ့စိတ်ရုပ်ဖြစ်လာနိုင်တယ်လို့ဒီလိုမှတ်သားပြီးတော့ယဝရရဲ့တရားဒေသနာတော်မှာပုဂ္ဂိုလ်တ attva ဆိုတာအပြောများတာဖြစ်တယ်
တကယ်လက်တွေ့ကြတဲ့အခါယုံနဲ့နာနှမျိုးသာရှိတယ်လို့သေချာမှတ်သားပြီးရဖရာရဲ့တရားတော်ကိုနားလည်အောင်ကြင်ကြံကြိုးကုပ်ပွားများအထောက်နိုင်ကြပါစေကုန်သတည်းရှေးဆက်ချရှင်ဖေယဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သာသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအဆုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေသတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖိုးအဖွာဆရာသမားမှစ၍ကဘာသူကဘာသာဒုနတ်ပြမတတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးသာသနာများအမြယူတော်